နောင်အောင်နဲ့ထုံးတို့တငယ်ချင်း၃ယောက်ဟာဒီပိတ်ရက်ရှည်မှာနယ်ခရီးထွက်ကြဖို့တိုင်ပင်နေကြတယ်။သူတို့၃ယောက်ကအလုပ်နေရအတူတူပဲမို့လို့အရန်ကိုခင်ကြတယ်။အားလိုက်ရက်ဒါမှမဟုတ်အားရရက်တွေရရင်ခရီးအတူတူထွက်လေရှိကြတယ်။ဒီလိုပူပြင်းတဲ့ຢာဒီမှာဖောင်စီးရမယ်။ကားတစ်စီးရဲသွားရင်ပိုကောင်းတယ်။ပတ်စံလဲချွေတာယာရောက်တယ်။အေးကောင်းသားပဲ။ငါကောင်မလေးကလည်းဖောင်စီးကျင်တယ်လို့ပွားစီလုပ်နေတာအတော်ပဲငါကောင်မလေးကိုပါခေါ်သွားလိုက်တော့မယ်ချိန်ထားတဲ့နေ့ရောက်တော့နောင်ကသူ့ကောင်မလေးနှင်းကိုပါခေါ်လာတယ်နောင်ကသူ့ကားနဲ့ထွန်းနဲ့အောင်ကိုအိမ်ထိလိုက်ကြိုတယ်အောင်ကလည်းသူ့ကောင်မလေးကိုခေါ်လာတယ်စုပေါင်း9ယောက်တိတိပဲနောင်ကအားလုံးကိုလိုက်ကြိုပြီးတဲ့အခါသူတို့ခရီးစထွက်ကြတယ်သူတို့ရဲ့ပန်းနိုင်ကတော့ကန်ချနီဘူရီခရိုင်ကဆယ်တခုမှဖောင်စည်းဖို့ပဲသူတို့အားလုံးခရီးလမ်းတစ်လျှောက်လုံးပျော်ပျော်ပါးပါးစကားပြောနောက်ပြောင်ရင်းခရီးထွက်ခဲ့ကြတော့လမ်းခရီးကပြင်းစရာမကောင်းခဲ့ဘူးပန်းနိုင်ရောက်တော့သူတို့ကားပေါ်ကပစ္စည်းတွေချကြိုတင်ဘိုကင်လုပ်ထားတဲ့ဖောင်ကိုဆက်သွယ်ကြတယ်ပစ္စည်းတွေအားလုံးဖောင်ပေါ်တင်ပြီးတဲ့နောက်မှာတော့လှေတစ်စီးကသူတို့ဖောင်ကိုရေလဲကောင်းစီဆွဲသွားတယ်ဒါမှသဘာဝပတ်ဝန်းကျင်ကိုအပြည့်အဝခံစားနိုင်မှာသူတို့ငှားထားတဲ့ဖောင်ကတညအိမ်ဖောင်မျိုးစားဖြစ်တယ်ဝန်ထမ်းတွေကဖောင်ကိုရေလဲမှာထားခဲ့ပြီးနောက်နေ့မနက်မှပြန်လာကြိုရမှာပါဆယ်အလဲကရှုခင်းကအရန်လှတယ်အေးချမ်းတယ်တိတ်ဆိတ်တယ်အရန်ကို private ဖြစ်တယ်ပတ်ဝန်းကျင်မှာတခြားခရီးသွားဖောင်တွေတစ်စီးမှမရှိဘူးဆယ်တစ်ခုလုံးကိုသူတို့ပဲပိုင်ဆိုင်ထားရတယ်လို့ပဲအားလုံးပျော်ပျော်ပါးပါးရေစင်းကစားကြတယ်မောလာတော့ဖောင်ပေါ်ပြန်တက်ပြီးပါတီလုပ်ကြစားကြတောက်ကြတယ်နေဝင်ကန်ကြီးတော့သူတို့ဖောင်ရှိမှထိုင်ပြီးစကားပြောနေကြတယ်။နောက်ရဲ့ကောင်မလေးကခေါင်းမူးနေပြီးနေလို့မကောင်းတာနဲ့ဖောင်နောက်ဖက်မှာတယောက်တည်းတိတ်လေးခြေထောက်ရည်စရင်ထိုင်နေလိုက်တယ်။နောင်တယောက်တည်းထိုင်နေတော့ရုတ်တရက်သူတို့ဖောင်သားမှာရေကစားနေတဲ့သပင်ရှည်အသားဖြူဖြော့နဲ့မိန်းကလေးလှလေးတယောက်ကိုတွေ့လိုက်တယ်။နောင်ကသူ့ကိုကြည့်နေမှန်းသိတော့အဲ့ဒီမိန်းကလေးကနောင်ဘက်ကိုလှည့်လာပြီးမောင်လေးရေအတူတူလာဆော့မလားဆိုပြီးလက်ရက်ခေါ်လိုက်တယ်။ဒါကိုမြင်လိုက်တာနဲ့နောင်တယောက်သူ့တွေ့နေရတာလူမဟုတ်မှန်းချက်ချင်းသိလိုက်တယ်။နောင်တယောက်ကြောက်လွန်းလို့ခြေလက်တွေတောင်ထုံကျင်သွားတယ်။ထပြေးဖို့ကြံရွယ်တော့မှပဲဘယ်ကမှမသိရဲ့လက်တစ်ဖက်ကနောင်ရဲ့ခြေထောက်ကိုဆွဲပြီးရေထဲဆွဲချလိုက်တယ်။နောင်ကကြောက်လန့်တကြားနဲ့အသက်ရှင်ဖို့ရုန်းကန်ရင်းအကူအညီတောင်းပြီးအော်ဟစ်လိုက်တယ်။ဖောင်ရှိကတငယ်ချင်းတွေနောင်ရဲ့အတန်ကိုကြားတော့အပြေးလွှားလာကြည့်ကြတယ်။အရင်ဆုံးရောက်လာတဲ့ထွန်းကနောင်ကိုကယ်ဖို့ရေထဲကိုအမြန်ခုန်ချလိုက်တယ်။သူတို့နှစ်ယောက်စလုံးရေထဲမှာအကြာကြီးပျောက်သွားပြီးတော့မှနောင်တယောက်ပြန်ပေါ်လာတယ်။ဖောင်ပေါ်ကကြံတဲ့သူတွေကနောင်ကိုဝိုင်းဆွဲတင်လိုက်ကြတယ်။အားလုံးကနောင်ကိုကူညီဖို့ဝိုင်းအာယုံစိုက်နေကြရင်နောင်ကိုကယ်ဖို့ခုန်ချသွားတဲ့ထွန်းရေထဲကနေပြန်ပေါ်မလာသေးတာကိုသတိမထားမိလိုက်ကြဘူး။ဒါပေမဲ့အချိန်ကြီးကြာလာတောင်ထွန်းကပေါ်လာသေးဘူး။တငယ်ချင်းကိုစိတ်ပူနေတဲ့နောင်ကရှာဖွေရေးကူညီဖို့ဖောင်ဝင်နှန်းတွေကိုဖုန်းခေါ်တော့မလို့လောက်တုံးမှာပဲထွန်းကရေထဲကနေပေါ်လာတယ်။မင်းမလွတ်တော့ဘူးလို့ငါထင်နေတာ။ဟဲ့အောင်ထွန်းတီလေးပဲကွာ။အခြေအနေတွေပုံမှန်ပြန်ဖြစ်သွားတော့နှင်းကနောင်ကိုအဝတ်စားလဲပြီးအခန်းထဲမှာနားနေဖို့ပြောလိုက်တယ်။ကျန်တဲ့သူတွေကတော့ခရီးစဉ်မပြတ်သွားအောင်အပျော်တွေမပြတ်သွားအောင်လို့ဝိုင်းဖွဲ့ပြီးပြန်စားတောက်နေကြတယ်။တငယ်ချင်းတွေကထုံတကူလုံးရေဆိုနေတာတွေ့တော့နေမကောင်းဖြစ်မှာဆိုလို့အဝတ်စားသွားလဲဖို့ပြောပေမဲ့ထွန်းကညင်းလိုက်တယ်။တငယ်ချင်းတွေနဲ့အတူဝိုင်းဖွဲ့ထိုင်နေတော့မယ်။အားလုံးကပျော်ပါးပါးစကားတွေပြောနေကြတယ်။ဒါပေမဲ့ထွန်းကတော့တယောက်တည်းပဲတိတ်ကြီးထိုင်နေပြီးတငယ်ချင်းတွေနဲ့အတူမစားမတော့ဘဲနဲ့နေတယ်။မနက်2 နာရီလောက်ရောက်တော့အားလုံးကမူးနေကြပြီ။အတန်ကြဲနဲ့စကားတွေပြောနေကြတယ်။ညတကောင်ရံအချိန်မို့လို့တိတ်ဆိတ်နေတော့သူတို့အတန်တွေကဆယ်တစ်ခုလုံးဟိန်းနေတယ်။ဒါပေမဲ့နှင်းကအိမ်လာသွားဖို့ထားလိုက်တဲ့အချိန်မှာသပင်အရှင်နဲ့မိန်းမတစ်ယောက်ရေမျက်နှာပြင်အပေါ်မှာရက်နေတာကိုတွေ့လိုက်ရတယ်။သူမကသူတို့ဖောင်ကိုလက်ညှိုးထိုးပြီးစိုက်ကြည့်နေတယ်။ဒါကိုမြင်တော့နှင်းကတချင်းအမြန်ပိတ်ပြီးအားလုံးကိုအိပ်ယာဝင်ဖို့ပြောလိုက်တယ်။တနေ့လုံးမူးပြီးပင်ပန်းလာကြတော့ကြံတဲ့တငယ်ချင်းတွေလည်းဘာမှပြန်မပြောဘဲကို့နေရာကိုခွဲပြီးအိတ်လိုက်ကြတယ်။နောက်တနေ့မနက်9 နာရီမှာအောင်ကအလောတကြီးပုံစံနဲ့အားလုံးကိုလာနှိုးတယ်
ဟဲ့အောင်လေထားကြတော့ထုံထုံပဲပျောက်သွားမှမသိဘူးအားလုံးကအမြန်ထပြီးသူ့ကိုဝိုင်းရှာကြပေမဲ့အရေးအယောင်တော့မတွေ့ရဘူးနောက်ဆုံးတော့သူတို့ဖောင်ဝန်ထမ်းတွေကိုဖုန်းခေါ်ပြီးအကူအညီတောင်းလိုက်တယ်ဒါပေမဲ့ဘလို့ပဲရှာမတွေ့ဘူးသူတို့လည်းဖောင်ကိုကမ်းပြန်ဆွဲဖို့ဆုံးဖြတ်လိုက်ပြီးတငယ်ချင်းတယောက်ပျောက်ဆုံးနေကြောင်းကယ်ဆယ်ရေးကိုအကြောင်းကြားလိုက်တယ်အားလုံးကထွန်းထွန်းကမူးမူးနဲ့ရေထဲပြုတ်ကျသွားမှာကိုအယမ်းစိုးရိမ်နေကြတယ်သူတို့ဖောင်ကန်းကပ်ပြီးတဲ့နောက်မှာဝန်ထမ်းတွေကလှေတွေနဲ့မင်းညကသူတို့ဖောင်ရှိခဲ့တဲ့နေရာတစ်ဝိုက်ကိုထွက်ရှာကြတယ်ဘလို့ပဲရှာထွန်းထွန်းကိုရှာမတွေ့ဘူးနောက်ဆုံးမှာတော့တငယ်ချင်းတွေအားလုံးအမွှေးတိုင်ထွန်းပြီးပိုင်ရှင်တောဆောင်တောင်ဆောင်နတ်တွေကိုတောင်းပန်ရင်းနဲ့ပျောက်နေတဲ့ထွန်းထွန်းကိုတွေ့ပြရစီလို့ဆုတောင်းကြတယ်။မကြခင်မှာပဲသူတို့တဲခဲ့တဲ့ဖောင်မော်ကဝန်ထမ်းတယောက်ရဲ့အော်တန်ကိုကြားလိုက်ရတယ်။တွေ့ပြီ။ပျောက်ဆုံးနေတဲ့ထွန်းထွန်းဟာအသက်မရှိတဲ့ခန္ဓာကိုယ်အဖြစ်ပြန်တွေ့ခဲ့ရတယ်။ထွန်းထွန်းရဲ့အလောင်းကမနေ့ညကသူတို့တဲခိုခဲ့တဲ့ဖောင်ရဲ့အောက်မှာကန့်ညက်နေခဲ့တာ။ညနာမောက်လျက်အနေထားနဲ့ရေထဲကိုစိတ်နေခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုဖောင်ကဖိထားတော့ရေပေါ်ပြန်တက်လို့မရခဲ့ဘူး။ဒီကြေခွဲစရာမြင်ကွင်းကိုတွေ့လိုက်ရတဲ့သူတွေအားလုံးဝမ်းနဲ့ပက်လက်ငိုကြွေးကြတယ်။ပျော်ရွှင်စရာခရီးစဉ်တစ်ခုဖြစ်ရမယ့်အစားဝမ်းနည်းစရာခရီးစဉ်တစ်ခုဖြစ်သွားခဲ့ရတယ်။ကယ်ဆယ်ရေးဝန်ထမ်းတွေကထွန်းထွန်းရဲ့ရုပ်အလောင်းကိုရင်ခွဲစစ်ဆေးဖို့နဲ့ဘာသာရေးထုံးတမ်းတွေဆက်လုပ်ဖို့တည်ယူသွားကြတယ်။ဘာတွေဖြစ်ခဲ့မှန်းသိကျင်စိမ့်နဲ့နှင်းကကယ်ဆယ်ရေးဝန်ထမ်းတွေစီသွားစကားပြောပြီးသူတို့ရေထဲမှာတွေ့ခဲ့ရတဲ့မိန်းကလေးအကြောင်းကိုပြောပြလိုက်တယ်။အဲ့ဒါကိုကြားတော့ကယ်ဆယ်ရေးဝန်ထမ်းကပြန်ပြောတာကအဲ့ဒီမိန်းကလေးကဒီရေနားတစ်ဝိုက်မှာနေတဲ့ရေတရဲမတစ်ကောင်ပဲလူတွေခဏတွေ့ရလိမ့်ရှိတယ်။အဲ့ဒီရေတရဲမကလူတွေကိုရေထဲဆင်းလာအောင်ဖျားယောင်းပြီးတော့သူ့ဝိညာဉ်ကိုအပေါ်ခေါ်သွားဖို့တပ်ပစ်လိမ့်ရှိရလို့ပြောကြတယ်။နှစ်တိုင်းဒီနေရာမှာခီးသွားတွေလာရင်အသက်ဆုံးရှုံးလိမ့်ရှိကြတယ်။နောက်ထပ်အံ့ဩစရာကောင်းတဲ့အချက်တစ်ခုကတော့ထွန်းထွန်းရဲ့ရင်ခွဲစစ်ဆေးချက်အဖြစ်ပဲအဖြစ်အရထွန်းထွန်းဟာအဲ့ဒီနေ့ညနေဆောင်ကလေးကတိတ်ဆုံးသွားခဲ့တာနောက်ကိုကဲဖို့ရေထဲခုန်ချလိုက်တဲ့အချိန်ကလေးကပဲဒါပေမဲ့တငယ်ချင်းတွေတွေ့ခဲ့ရတာကထွန်းထွန်းကသူတို့နဲ့အတူတညလုံးထိုင်နေခဲ့တာဒါမှမဟုတ်တကယ်တမ်းအဲ့ဒီညကတငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ထိုင်နေခဲ့တဲ့ထွန်းထွန်းဆိုတာသူကိုယ်တိုင်တည်သွားမှမသိသေးပဲတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးလာထိုင်စားတောက်နေတဲ့သူ့ရဲ့ဝိညာဉ်ပဲဖြစ်နေနိုင်ပါတယ်